ဒီတစ်ခေါက်ပပူလေးကိုမြင်နေဆိုလို့ရှိရင်တော့ကျွန်တော်အရင်ကတင်ခဲ့ဘူးတဲ့ပပူလေးတစ်ခုကိုသွားပြီးတော့မှတတိယမယ်ထင်ပါတယ်အရင်တရက်ပေါ်မှာပစင်းတက်နေရဲ့အတစ်စားနေပြီးတော့မှပါတဲ့ဒီအစာလေးတစ်ခုကိုကျွန်တော်နေပြီးတော့မှနောက်ထပ်ပပူလေးတစ်ခုထပ်ပြီးတော့မှထိုးထားတာပါဒီပပူလေးကတော့ဒီတရက်ပေါ်မှာပဲသူကတော့ပွဲစိတ်လေးတက်နေတဲ့ပုံစံလေးပေါ့နော်ဒီတစ်ခေါက်ကစိုက်ကလည်းတေးသေးလေးဆိုတော့ပို့ပြီးတော့မှပွင့်လဲပွင့်သွားတယ်ပြီးတဲ့ခါကျလို့ရှိရင်ကြောက်ကလည်းပို့ပြီးတော့မှပေါ်သွားရပေါ့နော်ကြောက်စီလေးလည်းပို့ပြီးတော့မှကောင်းသွားတယ်လို့ပြောလို့ရတယ်ကျွန်တော်ကတော့ရင်တစ်ခေါက်ကပစင်းတက်စားလို့ရှိရင်တော့ဒီတစ်ခေါက်ပေးစိတ်လေးကိုပို့ပြီးတော့မှသဘောကျတယ်လောက်ကက်တီလေးနေနဲ့လည်းအဆင်ပြေရပေါ့ပေါ့ပါလေးနဲ့ဆွဲလို့လည်းပို့ပြီးတော့မှတတောင့်တတာဖြစ်တယ်လို့လည်းခံစားရပေါ့နော်ပုံလေးလည်းပို့ပြီးတော့မှတွတ်သွားရဗျဒီလိုမျိုးပုတ်လေးတွေကလေဒီထိတ်ကနေပြီးတော့မှအပေါက်ဖောက်ပြီးတော့မှဆွဲကြိုးနေနဲ့ဆွဲမယ်ဆိုလို့ရှိရင်တော်တော်လေးလှရဲအကြည့်လဲခံနေပေါ့နော်ကျွန်တော်ခုနခက်စစ်မှာတိုင်းပြီးတော့မှပြတာလေးကိုလေကြည့်ရတာပုံလဲပေါ်တယ်ပေါ့နော်ကျွန်တော်ကတော့ဒီလိုသေးသေးလေးတွေကိုဒီဆွဲကြိုးနေနဲ့ဆွဲရတာကိုပို့ပြီးတော့မှသဘောကျလေးရှိတယ်ဒီပပူးရုပ်လေးကဘေးနားမှာလည်းဒီအရေးစားလေးနည်းနည်းလေးမြင်မြင်လေးကိုမြင်ရတယ်ပြီးတဲ့ခါကျတော့ဒီခုတ်ဆလေးကလည်းပို့ပြီးတော့မှပို့ပွင့်လာတယ်လို့လည်းပြောလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီကောင်လေးသေးသေးလေးကိုပို့ပြီးတော့သဘောကျနေကြည့်လိုက်တာနဲ့ပုံလေးလည်းတွတ်တယ်သဘောကျဖို့လည်းကောင်းတယ်ပေါ့နော်ကျွန်တော်ရှိမှာဒီလိုပပူးရုပ်သေးသေးလေးတွေကို customize နေနဲ့မှာယူလို့ရပါတယ်ကျွန်တော်ကနေပြီးတော့မှဒီ customer စိတ်တိုင်းကြတဲ့ customer လိုချင်တဲ့ပုံလေးကိုဒီပပူးဆရာနဲ့တိုက်မိပြီးတော့မှအကောင်းဆုံးဆောင်ရွက်ပေးပါတယ်ဆိုတာလေးကိုပြပြချင်ပါတယ်ခင်ဗျာဒါဆိုလို့ရှိရင်ဒါလေးကိုမနှက်ကြရင်ဈေးထိုးကြည့်မယ်ဘယ်လောက်ထွက်လဲဆိုတာကိုနောက်ရက်ကြလို့ရှိရင်ကျွန်တော်ပြန်ပြောပြပါမယ်ကျွန်တော်ကအခုမှလေးလာပြီးတော့မှကိုယ်တိုင်လုပ်ကြည့်နေရဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်ဆိုလို့ရှိရင်တော့ပို့ပြီးတော့မှကောင်းအောင်အများကြီးစူးစမ်းပါမယ်လို့အားလုံးပြပြချင်ပါတယ်ဒါဆိုလို့ရှိရင်ဒီနေ့ဒီ vlog လေးကိုဒီမှာပဲရပ်နားလိုက်ပါမယ်ကြည့်ရှုပေးကြတဲ့ကြည့်ရှုသူတို့ဦးချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာဒီတစ်ခေါက်ပပူလေးကိုမြင်နေဆိုလို့ရှိရင်တော့ကျွန်တော်အရင်ကတင်ခဲ့ဘူးတဲ့ပပူလေးတစ်ခုကိုသွားပြီးတော့မှတတိယမယ်ထင်ပါတယ်အရင်တရက်ပေါ်မှာပစင်းတက်နေရဲ့အတစ်စားနေပြီးတော့မှပါတဲ့ဒီအစာလေးတစ်ခုကိုကျွန်တော်နေပြီးတော့မှနောက်ထပ်ပပူလေးတစ်ခုထပ်ပြီးတော့မှထိုးထားတာပါဒီပပူလေးကတော့ဒီတရက်ပေါ်မှာပဲသူကတော့ပွဲစိတ်လေးတက်နေတဲ့ပုံစံလေးပေါ့နော်ဒီတစ်ခေါက်ကစိုက်ကလည်းတေးသေးလေးဆိုတော့ပို့ပြီးတော့မှပွင့်လဲပွင့်သွားတယ်ပြီးတဲ့ခါကျလို့ရှိရင်ကြောက်ကလည်းပို့ပြီးတော့မှပေါ်သွားရပေါ့နော်ကြောက်စီလေးလည်းပို့ပြီးတော့မှကောင်းသွားတယ်လို့ပြောလို့ရတယ်ကျွန်တော်ကတော့ရင်တစ်ခေါက်ကပစင်းတက်စားလို့ရှိရင်တော့ဒီတစ်ခေါက်ပေးစိတ်လေးကိုပို့ပြီးတော့မှသဘောကျတယ်လောက်ကက်တီလေးနေနဲ့လည်းအဆင်ပြေရပေါ့ပေါ့ပါလေးနဲ့ဆွဲလို့လည်းပို့ပြီးတော့မှတတောင့်တတာဖြစ်တယ်လို့လည်းခံစားရပေါ့နော်ပုံလေးလည်းပို့ပြီးတော့မှတွတ်သွားရဗျဒီလိုမျိုးပုတ်လေးတွေကလေဒီထိတ်ကနေပြီးတော့မှအပေါက်ဖောက်ပြီးတော့မှဆွဲကြိုးနေနဲ့ဆွဲမယ်ဆိုလို့ရှိရင်တော်တော်လေးလှရဲအကြည့်လဲခံနေပေါ့နော်ကျွန်တော်ခုနခက်စစ်မှာတိုင်းပြီးတော့မှပြတာလေးကိုလေကြည့်ရတာပုံလဲပေါ်တယ်ပေါ့နော်ကျွန်တော်ကတော့ဒီလိုသေးသေးလေးတွေကိုဒီဆွဲကြိုးနေနဲ့ဆွဲရတာကိုပို့ပြီးတော့မှသဘောကျလေးရှိတယ်ဒီပပူးရုပ်လေးကဘေးနားမှာလည်းဒီအရေးစားလေးနည်းနည်းလေးမြင်မြင်လေးကိုမြင်ရတယ်ပြီးတဲ့ခါကျတော့ဒီခုတ်ဆလေးကလည်းပို့ပြီးတော့မှပို့